ဤဇလန်သည်အေယာဝတီမြစ်နှင့်ချောင်းပြားမြစ်ဟုသောမိခင်မြစ်ကြီးနှစ်စင်းမှစတင်ခဲ့သည်က17ရာစုနှစ်တွင်မြန်မာဘုရင်အနော်ရထမင်းသည်ထေရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခဲ့ပြီးထိုအချိန်မှစ၍ဖျားပေါင်းများစွာရှိသောနိုင်ငံဟု၍ပေါ်ပေါက်လာခဲ့သည်ကအိမ်နီးချင်းထိုင်းလူမျိုးများကလည်းစုကိုထိုင်းဘုရင်နိုင်ငံကိုတည်ထောင်ခဲ့ကြပြီးဗုဒ္ဓဘာသာ၏အရေးအောက်တွင်အာဏာလုပွဲများစွာကိုစတင်ခဲ့ကြသည်က1569ခုနှစ်တွင်မြန်မာစာကြဝဠာဘုရင်ဖေရင်နောင်သည်အယူဒန်မြို့ကိုဝိုင်းရန်ခဲ့ပြီးထိုင်းနိုင်ငံသည်လက်အောက်ခံနိုင်ငံဖြစ်သွားခဲ့သည်ကသို့သောမြန်မာတို့သည်ထိုင်းဘုရင်၏မြို့တော်၏ခမ်းနားမှုကိုထိမ့်သိမ်းထားခဲ့သည်ကစစ်မှန်သောအလှည့်ပြောင်းမှာ1968ခုနှစ်တွင်ဖြစ်ပွားခဲ့သည်ကစစ်မှန်သောအလှည့်ပြောင်းမှာ1968ခုနှစ်တွင်ဖြစ်ပွားခဲ့သည်ကဤတစ်ကြိမ်တွင်မြန်မာဘုရင်စင်ဖြူရှင်သည်တနာညာတာမှုမရှိတော့ဘဲ14လကြာဝိုင်းရန်ပြီးနောက်အယူဒယံမြို့တော်သည်ပြပုံဘဝသို့ရောက်ရှိသွားခဲ့သည်ကဖျားเจ้าများကိုမီးရှို့ခဲ့ပြီးရွှေဖျားများကိုအရေးကြိုခဲ့ကလူပေါင်း3000ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကသို့တော်လည်းအခက်ခဲများကသူရဲကောင်းများကိုမွေးထုတ်ပေးခဲ့ပြီးတရုတ်နယ်ဖွာဗိုလ်ချုပ်တက်စင်သည်စစ်တပ်ကိုဦးဆောင်ကပြန်လည်တိုက်ခိုက်ပြီးတွန်ဘူရီဘုရင်နိုင်ငံကိုတည်ထောင်ခဲ့သည်ကဂွမ်ဤစက္ကန့်သူပထမရာမဘုရင်သည်ဘန်ကောက်တွင်မြို့တော်ကိုပြန်လည်တည်ဆောက်ခဲ့ပြီးကြီးကျယ်ခမ်းနားသောယဉ်ကျေးမှုပြန်လည်ထူထောင်ရေးစီမံကိန်းကိုစတင်ခဲ့သည်ကအသက်ရှင်ကျန်ရစ်သောလက်မှုပညာရှင်များကိုစုဆောင်းကမှတ်ဉာဏ်ဖြင့်အကောက်ဂီတဥပိတုကပညာတို့ကိုပြန်လည်တည်ဆောက်ခဲ့သည်ပုံမူစိတ်လှုပ်ရှားဖွယ်ကောင်းသောအလှည့်ပြောင်းမှာ19ရာစုတွင်ဖြစ်ပွားခဲ့သည်အနောက်တိုင်းကိုလိုနီနယ်ချက်သမားများ၏စစ်သင်းမောများအရှေ့တောင်အာရှသို့ရောက်ရှိလာသောအခါနိုင်ငံနှစ်ခု၏ကံကြမ္မာသည်လုံးဝဆန့်ကျင်ဘက်လမ်းကြောင်းများသို့ဦးတည်သွားခဲ့သည်1885ခုနှစ်တွင်မြန်မာနိုင်ငံသည်အင်္ဂလိပ်မြန်မာစစ်ပွဲ3ကြိမ်အပြီးတွင်ကိုလိုနီနယ်မြေအဖြစ်လုံးဝကျရောက်သွားခဲ့သည်နောက်ဆုံးဘုရင်ကိုအိန္ဒိယသို့နေနှင်ခံခဲ့ရပြီးထိုအချိန်မှစ၍ဗြိတိရှအိန္ဒိယ၏ပြည်နယ်တစ်ခုဖြစ်လာခဲ့သည်ထိုင်းနိုင်ငံသည်ချူလာလောင်ကနန်းဘုရင်၏ဦးဆောင်မှုအောက်တွင်ပြောင်းလဲပြင်လွယ်ရှိသောတန်တမန်ဆက်ဆံရေးဖြင့်အင်္ဂလိပ်နှင့်ပြင်သစ်ကိုလိုနီအင်အားကြီးနှစ်ခုကြားတွင်ရပ်တည်ခဲ့သည်နယ်နိမိတ်ဒေသအချို့ကိုလက်လွတ်ခံခြင်းဖြင့်လွတ်လပ်ရေးကိုခက်ခဲစွာထိန်းသိမ်းထားနိုင်ခဲ့သည်ယခင်ကအောင်းနိုင်သူသည်ကိုလိုနီနယ်မြေဖြစ်သွားခဲ့ပြီးအောင်းနိုင်သူသည်ကိုလိုနီနယ်မြေဖြစ်သွားခဲ့ပြီးအောင်းနိုင်ခံရသူကမူအချုပ်အခြာအာဏာပိုင်လွတ်လပ်ရေးကိုထိန်းသိမ်းထားနိုင်ခဲ့သည်ဂွမ်သည်အပြင်းထန်ဆောင်ပြောင်းလွတ်လပ်ရေးကိုထိန်းသိမ်းထားနိုင်